ခရီးဒီဝါသနာရှင်တွေအတွက်ပေါ့နော်ဒီအရင်ဖရီးဆိုင်ပေါ့နော်ကျွန်တော်ဒီကနေကိုဖရီးချပေးမှာပေါ့နော်မန်ပါသမားတွေအတွက်ကတော့ကျွန်တော်ကနေတကွက်နော်တကွက်နဲ့ထူအောင်မန်ပါသမားတွေအတွက်ကတော့ရထားပြီးပါအဲကျွန်တော်ဒါပေမဲ့ကနေတစ်လုံးကိုတော့ကျွန်တော်ပြောပြလိုက်မယ်ရှစ်ထိပ်ပေါ့နော်ဒီအချိန်မှာကျွန်တော်ရှစ်ထိပ်ကိုကန်ပြီးမှအော်မှာဖြစ်ပါတယ်မန်ပါသမားတွေအတွက်ရှစ်ထိပ်နဲ့ပေးမှာပေါ့နော်အခုဒီအချိန်မှာဖရီးပေါ့နော်ကျွန်တော်တင်ပေးမှာဖြစ်တယ်ပေါ့ဒီအခုပြတဲ့ site ကကျွန်တော်ပေါက်ခဲ့တာ2ကြိမ်ရှိပြီပေါ့နော်ပေါက်ခဲ့တာ2ကြိမ်ရှိပြီအဲ့2ကြိမ်ကဒါပေမဲ့ကျွန်တော်အများကြီးပေါက်ခဲ့တာမဟုတ်50ထိုင်းဘတ်ငွေ50လောက်ပဲပေါက်ခဲ့ဒီကရှစ်လေးရှစ်တယ်အဲ့ဒီရှစ်လေးရှစ်ဒီတဲ့1 2 3 4 5 6 9ပင်ညှောက်มาတဲ့သူက9ပင်ညှောက်มาတစ်နှစ်ကြော်ပြီးတော့ရှစ်လေးရှစ်လို့ပြန်ချတာအဲ့ပြန်ကြပြီးတာနဲ့တဲ့သူက1 2 3 4ပြင်930လို့တခါပြန်ချလာတာသူကပထမဆိုင်ပေါ့နော်ပထမဆိုင်ဒုတိယဆိုင်ကိုပြန်ပြမယ်ဆိုရင်ဒီမှာခွန်60တဲ့အဲ့ဒီခွန်60ဒီ1 2 2 2 3 4 5 6 9ပင်ရီလဲချိန်မှာ1ပင်2ပင်ကြော်ပြီးမှခွန်60လို့တခါပြန်ချပေးတယ်အဲ့ချပြီးရတယ်1 2 3 4ပင်အပေါ်မှာတဲ့930လို့ပြန်ချပေးတာအဲ့လိုမျိုးလေးရှစ်လို့ချပြီးတယ်930လို့ပြန်ချပဲသူကချပြီးရတယ်1 2 3 4 5နှစ်ထဲမှာရှိလဲတဲ့ချိန်မှာသူကအပင်အကျိန်ကိုက်ပဲ164ပေါ့နော်ကျွန်တော်ဒီနံပါတ်စိုက်နှစ်ပေါ့နော်သူကကြီးလိုက်1 2 3 4 5ပင်ကြီးလိုက်တဲ့ခါမှာねသူအဲ့နှစ်ထဲမှာလည်း641ပတ်လေပေါ့နော်သူအဲ့လိုမျိုးရှိတယ်သူကပုံစံတူနဲ့ကျွန်တော်လိုက်ခဲ့တာပေါ့အဲ့ဒီ164တဲ့အဲ့ဒီ164ကနေနဲ့သူနဲ့ကျွန်တော်အကျိန်ကြီးတော့ရီမပြတော့ဘောနော်164ကနေပေါ်တက်လိုက်တယ်တက်လိုက်တဲ့အချိန်မှာဒီ848ဒီတဲ့ဒီ848ဒီကျွန်တော်တို့ဒီမှာ488ဆိုပြန်ပို့ထားတာနော်164အဲ့164နဲ့အကျိန်ကတန်းတန်းတက်လိုက်လို့ရှိရင်တဲ့ခွန်13တဲ့နော်အဲ့ဒီခွန်13ဒီလေသူကဒီမှာ3ခွန်တက်ဆိုပြီးမှသူအကျိန်ကိုက်ပဲလှမ်းပို့တယ်နံပါတ်1ဆိုင်ကိုပြန်သွားလိုက်မယ်ဆိုဒီ488ကဲဇောင်းက2ခွန်26ပေါ့နော်အဲ့ဒီခွန်26ဒီတဲ့သူနဲ့